အားလုံးပဲမင်္ဂလာပါရှင်အခုပြပေးမှာကတော့မိမိတို့ရဲ့အိမ်မှာဇောင်းနဲ့မှာစိုက်ပျိုးထားတဲ့အပင်၃မျိုးအကြောင်းကိုပြပေးသွားမှာပဲဖြစ်ပါရဲ့နော်နံပါတ်1ကတော့လောက်တည်ပင်မဲ့ဖြစ်ပါတယ်လောက်တည်ပင်ရဲ့ပြင်စာ၅ပါးစလုံးကိုစီးပြေအသုံးပြုနိုင်မှာပဲဖြစ်ပါရဲ့နော်လောက်တည်ပင်ဟာချွေးငုံနေသူတွေကိုချွေးပုတ်များထွက်စေပြီးတော့စိတ်ရောကိုယ်ပါကြည်လင်လန်းဆန်းမှုရရှိစေမှာပဲဖြစ်ပါတယ်စစ်လိတ်ကိုအလင်ကျနှစ်သက်ပြီးတော့စစ်လိတ်အတောက်များသူတွေစစ်လိတ်မပြတ်နိုင်ဘူးဖြစ်နေတဲ့သူတွေအနေနဲ့မိဝဲအားထားစရာအပင်တစ်ပင်လည်းဖြစ်ပါတယ်လောက်တည်ရွက်တွေဟာစစ်လိတ်ဂျိုးတွေကိုကြွားကြစေနိုင်ပြီးတော့အသက်ရှူလမ်းကြောင်းတစ်လျှောက်ကိုတန်ရှင်ကောင်းမွန်စေနိုင်မဲ့အပြင်အဆုတ်ကိုတိတိတတ်တာကောင်းမွန်ကျန်းမာစေနိုင်မှာလည်းဖြစ်ပါတယ်နော်လောက်တည်ပင်ဟာအမျိုးသားများပန်းတည်ပညုဖြစ်ခြင်းယောဂကိုလည်းကုသပေးနိုင်မှာဖြစ်ပြီးချောင်းဆူခြင်းပန်းနာရင်ချက်ဖြစ်ခြင်းလက်ချောင်းကင်ဆာဖြစ်ခြင်း HIV ယောဂဖြစ်ခြင်းစီအောင်ခြင်းခေါင်းကိုက်ခြင်းခလေးများချွဲထားခြင်းခလေးများဖျားနာခြင်းနှာပိတ်ခြင်းအမျိုးသမီးများမိရက်တွေမမှန်ခြင်းဝမ်းသက်ခြင်းနဲ့ထိတ်လန့်ခြင်းတွေကိုလည်းကာကွယ်ကုသပေးနိုင်ပါသေးတယ်နော်လောက်တည်ပင်ဟာဆန်ရွယ်ဆန်သားတွေရဲ့ဥယျာဉ်ပြားကိုလည်းကောင်းမွန်ကျန်းမာစေနိုင်မှာပဲဖြစ်ပါတယ်။ခေါင်းကိုက်ခြင်းဥယျာဉ်ပြားပူခြင်းတန်းထခြင်းစပင်ပါခြင်းစပင်ကျွတ်ခြင်းတွေကိုတတ်တာပြောက်ကင်းစေနိုင်မှာပဲဖြစ်ပါတယ်။လောက်တည်ပင်ဟာတလိပ်သေးချစ်ကိုနိုင်စေတယ်။ကာမအာကိုတိုးပါစေတယ်။ယောဂပိုးတွေကိုလည်းပယ်စီတတ်ပါတယ်။အဆီကိုတိုးပါစေတယ်။ဥကိုတွန့်ရှုပ်စေတယ်။အဖျားယောဂနဲ့အဖျားကြောင့်ဖြစ်တတ်တဲ့စိတ်မသက်သာမှုတွေလေယောဂမြင်းတရိုက်ဖော်ရောင်ခြင်းချောင်းဆူခြင်းပန်းနာရင်ကျက်ဖြစ်ခြင်းရင်ငတ်ခြင်းယောဂအော့အန်ခြင်းစတာတွေကိုပျောက်ကင်းတတ်တာစေနိုင်မှာပဲဖြစ်ပါတယ်။လောက်တည်ပင်ဟာစီးပုစီအောင်ဖြစ်ခြင်းကိုကင်းဝေးစေပြီးအရှိပြားယောဂတွေကိုလည်းပျောက်ကင်းစေနိုင်မှာပဲဖြစ်ပါတယ်နော်။စီးတဲ့သွေးပါခြင်းကိုလည်းပျောက်ကင်းစေနိုင်မှာဖြစ်တယ်လို့ဝမ်းကိုက်ခြင်းဝမ်းပေါ်ဝမ်းရောင်ဖြစ်ခြင်းခလေးများတန်ဝမ်းကိုက်ခြင်းရှင်ပြည့်ရှင်ကေဖြစ်ခြင်းကိုပူချွေးထားခြင်းအညော်ဝေခြင်းနှာစေးနှာပိတ်ခြင်းတွေကိုပါတတ်တာပြောက်ကင်းစေနိုင်မှာပဲဖြစ်တဲ့အပြင်နှာစေးနှာပိတ်ခြင်းတွေကိုပါတတ်တာပြောက်ကင်းစေနိုင်တဲ့အာနိသင်ရှိတာပဲဖြစ်ပါတယ်။ဒါအပြင်ကလေးမိခင်များနိုးချောင်ပိတ်ခြင်းနိုးနာနိုးပြင်းထားခြင်းကလေးများအနာဆက်ပေါက်ခြင်းဝဲဆူအိုင်းနာများကိုပျောက်ကင်းစေနိုင်မှာပဲဖြစ်ပါတယ်နော်။တရိษံလေးများအနာပေါက်ပြီးတော့လောက်တွေချင်းနဲ့ငပိငချောက်များလောက်များကြာရောက်လာတဲ့အခါမှာတေးစီပျောက်ကင်းစီဖို့အတွက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်နော်ဒီလိုကျမကြီးအချို့ကျေးဇူးတွေများပြတဲ့လောက်တေးပင်ကိုအားလုံးအလွယ်တကူခိုးယူအသုံးပြုနိုင်ဖို့နဲ့မြေမာရောအိုးထဲမှာပါစိုက်ပျိုးထားနိုင်တဲ့လောက်တေးပင်လေးတွေအတွက်နေရာအခြေကြီးလည်းပေးစရာမလိုတဲ့အတွက်စိုက်ပျိုးထားတဲ့အပင်လေးတစ်ပင်အဖြစ်ဖော်ပြပေးလိုက်ပါတယ်နော်နံပါတ်2ကတော့ကစ္စမီပင်ပဲဖြစ်ပါတယ်ကစ္စမီပင်ဟာဝမ်းပြက်ခြင်းဝမ်းလျှော့ခြင်းဝမ်းကိုက်ခြင်းသွေးဝမ်းသွားခြင်းတွေကိုပါပျောက်ကင်းစေနိုင်မှာပဲဖြစ်ပါရဲ့နော်ကစ္စမီပန်းရောင်စုံလေးတွေကိုစိုက်ပျိုးထားနိုင်မှာဖြစ်ပြီးကျန်းမာရေးအကျိုးကျေးဇူးတွေလည်းများစွာရရှိစေနိုင်တယ်လို့မိမိတို့ရဲ့အိမ်မှာခြံဝန်းထဲမှာလည်းလှပနေစီမှာဖြစ်လို့စိုက်ပျိုးထားတဲ့အပင်လေးတစ်ပင်အဖြစ်ဖော်ပြပေးလိုက်ရပါတယ်နော်နံပါတ်3ကတော့ဗုဒ္ဓံတရဏံပင်ပဲဖြစ်ပါတယ်ဗုဒ္ဓံတရဏံပင်ဟာဒူလာယောဂမီးရဲယောဂပန်းတိပညုယောဂချွေးကြခြင်းထုံချင်းကြိုက်ခဲခြင်းလေကောင်ယောဂအတဝါဖြစ်ခြင်းသွေးပုံများဆန့်ခြင်းမှအစစီယောဂဝမ်းဖောဝမ်းရောင်ယောဂအဖျင်းယောဂအဖျားယောဂလေချောင်းပူခြင်းလေချောင်းနာခြင်းချွေးတလိပ်များကတ်ခြင်းဝမ်းတိတ်ရှိပြီးတော့နာကျင်ခြင်းအသားအရည်များနာကျင်ခြင်းပူလွန်အေးလွန်ခြင်းအသားအရည်ခန်းချောက်ခြင်းအာရီကုတ်ခန်းခြင်းအသားအရည်စီးထန်ထန်ဖြစ်ခြင်းသွေးသားမညီညွတ်ခြင်းအမျိုးသမီးများမိရက်ယောဂဖြစ်ခြင်းမိရက်နဲ့ပတ်သက်သမျှယောဂအမျိုးမျိုးတွေသွေးပုတ်ဆန်ခြင်းမိရက်သွေးဆုံခြင်းကိုလက်သွေးလီမလျှောက်ခြင်းအမျိုးသမီးများအဖြူအနိဆင်းခြင်းမစားခြင်းမတောက်ခြင်းဖြစ်ခြင်းကိုသားကိုရည်နံခြင်းခန္ဓာကိုယ်တစ်ခုလုံးကျိန်းဆက်ပြီးတော့နာခြင်းအသားအရည်ပူခြင်းအကြောအချင်းတင်းခြင်းဝမ်းဖောဝမ်းရောင်နဲ့စီယောဂတွေမှာအသုံးပြုပျောက်ကင်းစေနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင်တက်ကလေးတွေကိုလည်းကောင်းမွန်ကျန်းမာစေနိုင်မှာပဲဖြစ်ပါတယ်နော်။
ဗုဒ္ဓတရဏံပင်ကပန်းပွင့်ကင်ကြီးတွေကိုဖျားပန်းထိုးခြင်းအလှပန်းထိုးခြင်းများပြုလုပ်နိုင်တယ်လို့ကျမရေးအကျိုးကျေးဇူးတွေလည်းအများအပြားရရှိစေနိုင်မှာဖြစ်လို့မိမိတို့ရဲ့အိမ်မှာခြံဝန်းထဲမှာစိုက်ပျိုးထားတဲ့အပင်လေးအဖြစ်ဖော်ပြပေးလိုက်ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲနာယောဂဗျာတွေကိုဝင်ပြီးတော့ကျမဒုက္ခနဲ့ပြည့်စုံတဲ့မိသားစုဘဝလေးတွေဖြစ်ကြပါစေရှင်